အားလုံးပဲမင်္ဂလာပါ Residuality ဖတ်ကြားခြင်းစီစဉ်ကနေအရောက်စီတိုင်းကိုအသစ်တပံပြန်လဲကြိုဆိုလိုက်ပါတယ်ဒီကနေ့ကတော့2025ခုဇွန်လ28ရက်စနေနေ့ဖြစ်ပါတယ်ကျမတို့ရဲ့ဝိညာဉ်ဖခင် Pastor Chris ရွေးချယ်ထားတဲ့ခေါင်းစဉ်ကတော့ခရစ်တော်သည်အာဗြဟံနှင့်ဒါဝိဒ်တို့၏မျိုးစေ့ဖြစ်သည်ဘာသာရွေးချယ်ထားသောတမန်ကျမ်းပိုက်ကတော့ဂလာတိခန်းကြီး3ခန်းငယ်16ဂတိတော်တို့ကိုအာဗြဟံနှင့်သူ၏အမျိုးအနွယ်၌ထားတော်မူ၏အမျိုးအနွယ်တို့ဟုအများသောသူတို့ကိုရှီမှတ်၍မိန့်တော်မူသည်မဟုတ်သင်၏အမျိုးအနွယ်ဟုတယောက်သောသူကိုရှီမှတ်၍မိန့်တော်မူ၏ထိုတယောက်သောသူကခရစ်တော်ဖြစ်သည်ပရောဖက်ပြုချက်ရောက်ရှိလာသောအခါဖျားသခင်၏နှုတ်ကပတ်တော်သည်အံ့ဩဖွယ်ရာအတိအကျဖြစ်ပါသည်အာဗြဟံအားပေးသောဂတိတော်သည်လူမျိုးလူနွယ်များစွာတို့အားပေးသောယေဘူးယဂတိတော်တစ်ခုမဟုတ်ပေအမျိုးအနွယ်တစ်ခုနှင့်ပတ်သက်သည့်တိကျသောဂတိတော်တစ်ခုဖြစ်သည်ကဘာဦးကျမ်းခန်းကြီး22ခန်းငယ်18မှ18တွင်ဖျားသခင်ကအာဗြဟံကိုငါသည်တင့်အားအစဉ်မြဲကောင်းချီးပေးမည်သင်၏အမျိုးအနွယ်ကိုလည်းကောင်းကင်ကျဲကဲ့သို့၎င်းသမုတ်တရားသဲလုံးကဲ့သို့၎င်းအစဉ်အမြဲပွားများစေမည်သင်၏အမျိုးအနွယ်သည်ရန်သူတို့၏မြို့တကားများကိုအစိုးရလိမ့်မည်သင်၏အမျိုးအနွယ်အားဖြင့်လူမျိုးအပေါင်းတို့သည်ကောင်းခြင်းမင်္ဂလာကိုခံရကြလိမ့်မည်ဟုငါ၏စကားကိုသင်နားထောင်သောကြောင့်ငါသည်ကိုတိုင်တယ်၍ကျိန်ဆို၏ဟုထာဝရဘုရား၏အမိန့်တော်ကိုဆင့်ဆိုလေ၏ဘုရားသခင်သည်မျိုးစေ့များမဟုတ်ဘဲအနေကိန်းဖြစ်သောမျိုးစေ့ကိုသာထက်ခါအသုံးပြုထားသည်ကိုတတိပြုပါတမန်တော်ရှင်ပေါလုကဤအရာကိုဂလာတိခန်းကြီး3ခန်းငယ်16တွင်ဤအနေကိန်းအမျိုးအနွယ်သည်ခရစ်တော်ကိုရည်ညွှန်းသည်ကိုဖော်ပြပြီးဘုရားသခင်၏နှုတ်ကပတ်တော်၏တိကျမှုနှင့်ကိုတော်၏ဂတိတော်၏ပြည့်စုံမှုကိုအသားပေးရှင်းလင်းစွာဖော်ပြထားပါသည်ယေရှုခရစ်အားဖြင့်မြေကြီးပေါ်ရှိတိုင်းနိုင်ငံများသည်ကယ်တင်ခြင်းအနာငြိမ်းခြင်းနှင့်ထာဝရအသက်တို့နှင့်အတူအမှန်တကယ်ကောင်းကြီးခံစားခဲ့ရပါသည်ထို့အပြင်အချို့သောပရောဖက်ပြုချက်များတွင်လည်းမေရှိယသည်ဒါဝိဒ်မှဆင်းသက်လာသူတယောက်ဖြစ်လိမ့်မည်ကိုဖော်ပြပါသည်ယေရမိခန်းကြီး23ခန်းငယ်9တွင်ထာဝရဘုရားမိန့်တော်မူသည်ကားတန့်ရှင်းသောအညွန့်ကိုဒါဝိဒ်အဖို့ငါပေါက်စေသည့်အတိုင်းဉာဏ်ကောင်းသောရှင်ဘုရင်တို့သည်စိုးစံ၍မြေကြီးပေါ်မှတရားသဖြင့်ဖြောက်မှတ်စွာစီရင်ရာကာလသည်ရောက်လိမ့်မည်ဟုမိန့်တော်မူ၏ဤပရောဖက်ပြုချက်စကားလုံးကဖြောက်မှတ်သောမင်းတစ်ပါးသည်ဒါဝိဒ်အမျိုးအနွယ်မှဆင်းသက်လာပြီးမြေကြီးပေါ်တွင်တရားမျှတမှုကိုတည်ထောင်ကာအုပ်စိုးလိမ့်မည်ဟုမိန့်တော်မူ၏ဟေရှာယကဝိညာဉ်တော်အားဖြင့်ပရောဖက်ပြုသည့်အခါပို၍အသေးစိတ်အချက်လက်များနှင့်အတူအလားတူပရောဖက်ပြုချက်ကိုကြိုတင်၍ပေးအပ်ခဲ့သည်ယေရှဲအမျိုးငုံ၌အတက်ပေါက်လိမ့်မည်သူ၏အမြင့်တို့တွင်အညွန့်သည်အသေးသေးလိမ့်မည်ဒါရဖျား၏ဝိညာဉ်တော်တည်းဟူသောဉာဏ်ပညာကိုပေးသောဝိညာဉ်ကြံစီတက်ဆွမ်းနိုင်သောတတ္တိကိုပေးသောဝိညာဉ်ဒါရဖျားကိုသိ၍ကြောက်ရွံ့သောသဘောကိုပေးသောဝိညာဉ်တော်သည်ထိုသူအပေါ်မှာကိန်းဝတ်တော်မူလိမ့်မည်ထိုသူသည်ထာဝရဘုရားကိုကြောက်ရွံ့ခြင်း၌မွေ့လျော်သည်ဖြစ်၍မိမိမျက်စိမြင်သည့်အတိုင်းတရားမစေရင်မိမိနားကြားသည့်အတိုင်းမဆုံးဖြတ်ဘဲစင်းရဲသားတို့၏အမှုကိုတရားတော်အတိုင်းစီရင်၍နှိမ့်ချသောမြေကြီးသားတို့ပတ်၌နေလျက်ဖြောင့်မတ်စွာဆုံးဖြတ်လိမ့်မည်ဟေရှာယအခန်းကြီး7ခန်းငယ်1မှ4တိမောသေဩဝါဒစာဒုတိယဆောင်ခန်းကြီး2ခန်းငယ်8တွင်လည်းဒါဝိဒ်အမျိုးဖြစ်သောယေရှုခရစ်သည်ငါဟောသောဧဝံဂေလိတရားအတိုင်းသေခြင်းမှထမြောက်တော်မူသည်ဟုအောက်မေလောဤပရောဖက်ပြုချက်သည်မေရှိယကယေရှုခရစ်တော်၏စစ်မှန်သောသဘောတဘာဝနှင့်အကျင့်စာရိတ္တဂုဏ်တော်ကိုဖော်ပြပေးပါသည်ကိုရောသည်အာဗြဟံထံသို့၎င်းယေရှဲ၏သားဒါဝိဒ်ထံသို့၎င်းထားတော်မူသောဂတိတော်များကိုအမှန်တကယ်ပြည့်စုံစေခဲ့ပါသည်ကိုရောသည်ဘုရားသခင်၏နိုင်ငံတော်ကိုတည်ထောင်ရန်ရောက်ရှိလာသည့်အမျိုးအနွယ်နှင့်ဖြောင့်မတ်ခြင်းနှင့်ဆိုင်သောအနွယ်ဖြစ်ပါသည်ကိုရော၏နာမတော်သည်ကမ္ဘာအဆက်ဆက်မင်္ဂလာရှိတော်မူစေတည်းဆက်လက်ပြီးတော့ထည့်၍လေ့လာရတဲ့မှာကျမ်းပိုက်များကတော့ကဘာဦးကျမ်းခန်းကြီး20ခန်းငယ်15မှ18ဟေရှာယခန်းကြီး9ခန်းငယ်9တတိတာကျမ်းစာဖတ်ချက်အစီအစဉ်များကတော့တမန်တော်ဝတ္ထုအခန်းကြီး73အခန်းငယ်73မှ52နဲ့နေဟမိမတ်စာခန်းကြီး9မှ10တို့ဖြစ်ပြီးနှစ်တာကျမ်းစာဖတ်ချက်အစီအစဉ်များကတော့လုကာခန်းကြီး9ခန်းငယ်1မှ7နဲ့တရားဟောရာကျမ်းခန်းကြီး26တို့ဖြစ်ပါတယ်အခုဆက်လက်ပြီးတော့ဆုတောင်းခြင်းကိုကျမရဲ့နောက်ကနေကျေးဇူးပြုပြီးတော့လိုက်ဆိုပေးပါချစ်တော်မူသောအဖသခင်ယေရှုခရစ်တော်နှင့်သက်ဆိုင်သောကိုရောဤနှုတ်ကပတ်တော်ပြည့်စုံခြင်းအတွက်ကိုရောကိုကျေးဇူးတင်ပါသည်ကိုရောသည်
အာဗြဟံ၏အမျိုးအနွယ်ဖြောင့်မတ်ခြင်းနှင့်တမန်တရားဖြင့်အုပ်ချုပ်စိုးစံသည်ဒါဝိဒ်၏မျိုးရိုးမှဆင်းသက်သောဖြောင့်မတ်သောအနွယ်ဖြစ်ပါသည်ကိုရော့အားဖြင့်ကဘာမြေကြီးရှိတိုင်းနိုင်ငံများတို့သည်ကောင်းချီးခံစားရပြီးကိုရော၏နိုင်ငံတော်သည်ထာဝရတည်မြဲတော်မူ၏ယနေ့ကျွန်ုပ်သည်ကိုရော၏စိုးစံခြင်း၏စစ်မှန်ခြင်း၌ကဘာမြေပြင်တစ်ခုလုံးအပေါ်ကိုရော၏အုတ်ချုပ်စိုးစံမှုကိုကြွေးကြော်နေပါသည်သခင်ယေရှုနာမ၌ဆုတောင်းပါ၏ယနေ့ဖတ်ရှုသွားသော Restoration အဖြစ်အရောက်စီတိုင်းကိုဖျားသခင်ကောင်းချီးပေးပါစေ